လက်ရှိချိန်ဟာအီတလီနိုင်ငံအတွက်တော့နိုင်ငံရေးအချက်အသေးတွေဇက်တိုက်ကြုံတွေ့နေရတဲ့အချိန်ကာလဆိုရင်မှားမယ်မထင်ပါဘူး။ဒေသနိုင်ငံရေးပါတီဖြစ်တဲ့ Five Star Movement အပါအဝင်အီတလီနိုင်ငံရေးပါတီတွေဟာပြီးခဲ့တဲ့သတင်းပတ်ကအစိုးရတစ်ဖွဲ့စည်းဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဒါပေမဲ့စီးပွားရေးဝန်ကြီးအဖြစ်ရွေးချယ်ထားတဲ့ပါအိုလိုဆာဗိုနာကိုအီတလီသမ္မတဆာဂျီယိုမက်တာရဲလာကဗီတိုအာဏာသုံးပြီးပယ်ချလိုက်ပါတယ်။ဒါကြောင့်အစိုးရတစ်ဖွဲ့စည်းရေးစီမံကိန်းလည်းပျက်စီးသွားခဲ့ပြီးနိုင်ငံရေးပြဿနာတွေပေါ်ပေါက်လာခဲ့ရတာပဲဖြစ်ပါတယ်။လက်ရှိကြက်တဲတွေရတော့အီတလီနိုင်ငံရေးဇက်ကုံဟာရွေးကောက်ပွဲကိုအချိန်စောပြီးပြန်လည်ကျင်းပဖို့ဦးတည်နေတယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲပြန်လည်ကျင်းပခြင်းဟာအီတလီနိုင်ငံရေးသမားတွေကြားမှာသဘောထားကွဲလွဲမှုတွေကိုထပ်မံပေါ်ပေါက်စေနိုင်ကြောင်းလည်းသိရပါတယ်။ဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲအသစ်မှာမဲပေးဖို့မဲရည်တွက်ပုံစနစ်အသစ်ကိုအသုံးပြုသွားဖို့ရှိပြီးဒါကိုရှေးရိုးဆွဲနိုင်ငံရေးသမားကြီးတွေကမလိုလားကြပါဘူး။လက်ရှိမှာတော့အီတလီသမ္မတမက်တာရဲလာရဲ့ဆုံးဖြတ်ချက်အရစီးပွားရေးပညာရှင်တဦးဖြစ်တဲ့ကာလိုကော့တာရဲလီကိုဝန်ကြီးချုပ်အဖြစ်ရွေးချယ်ထားပြီးယာယီအစိုးရတစ်ဖွဲ့စည်းဖို့တာဝန်ပေးထားကြောင်းလည်းသိရပါတယ်။နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ဒါရိုက်တာဟောင်းတဦးဖြစ်တဲ့ကော့တာရဲလီဟာတနင်္လာနေ့ကအီတလီဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံခဲ့ရပြီးချက်ချင်းဆိုသလိုပဲအစိုးရတစ်ဖွဲ့စည်းဖို့ကြိုးပမ်းနေပြီဖြစ်ပါတယ်။ဒါပေမဲ့ကော့တာရဲလီအနေနဲ့လွှတ်တော်ဖွဲ့စည်းရာမှာအဓိကပါဝင်မဲ့နိုင်ငံရေးပါတီကြီးနှစ်ခုရဲ့ထောက်ခံချက်ကိုအလွယ်တကူရရှိမှာတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့တနင်္ဂနွေနေ့ကပယ်ဖြတ်ခံခဲ့ရတဲ့အစိုးရလွှတ်တော်ဖွဲ့စည်းရေးမှာအဓိကပါဝင်ခဲ့တဲ့ပါတီကြီးနှစ်ရပ်ကတော့ Five Star Movement နဲ့အမျိုးသားလီပါတီတို့ပဲဖြစ်ပါတယ်။အဆိုပါပါတီဝင်တွေဟာဝန်ကြီးချုပ်သစ်ကော့တာရဲလီနဲ့သူ့ရဲ့ယာယီအစိုးရအဖွဲ့အပေါ်ယုံကြည်ကြောင်းအဆိုထောက်ခံပေးဖို့မရှိပါဘူး။ဒါကြောင့်လက်ရှိအီတလီနိုင်ငံရေးအခြေအနေဟာရွေးကောက်ပွဲအသစ်စီဥတီသွားဖို့ပဲရှိနေတယ်လို့ဆိုခဲ့တာပါ။အားလုံးအတွက်ရှင်းလင်းတဲ့အဖြစ်တရက်ကိုယူဆောင်လာမဲ့ရွေးကောက်ပွဲအသစ်ကျင်းပမဲ့အချိန်ကိုတော့ဆာဂျီယိုမက်တာရဲလာကနိုင်ငံရေးခေါင်းဆောင်တွေအားလုံးနဲ့သဘောတူညီမှုရယူပြီးချိန်မှာထုတ်ဖော်ကြေညာမယ်လို့ပြောကြားခဲ့ပါတယ်။အီတလီသမ္မတအနေနဲ့ရွေးကောက်ပွဲကျင်းပမဲ့ရက်စွဲကိုသတ်မှတ်ဖို့အတွက်ပါတီခေါင်းဆောင်တွေနဲ့သာမကလွှတ်တော်နှစ်ရက်ရဲ့အကြီးအကဲတွေနဲ့လည်းညှိနှိုင်းဆွေးနွေးဖို့လိုအပ်မှာဖြစ်ပါတယ်။ဒါပေမဲ့ဝန်ကြီးချုပ်ကော့တာရဲလီကတော့သူ့ရဲ့ယာယီအစိုးရအဖွဲ့အနေနဲ့ယုံကြည်မှုအဆိုရယူနိုင်ခြင်းရှိမရှိအပေါ်မူတည်ပြီးရွေးကောက်ပွဲကျင်းပခြင်းကိုသတ်မှတ်ဆုံးဖြတ်ရမယ်လို့ဆိုခဲ့ပါတယ်။၎င်းခံမှန်းတဲ့အချိန်ကလာမယ့်ဩဂုတ်လကုန်ဆုံးချိန်သို့မဟုတ်2019ခုနှစ်အစောပိုင်းမှာဖြစ်ပြီးရွေးကောက်ပွဲထပ်မံကျင်းပနိုင်မှုနိုင်ငံရေးပါတီတွေရဲ့ပါဝါမျှခြေရှိနေဖို့အရေးကြီးကြောင်းထောက်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ4ရက်နေ့မှာကျင်းပခဲ့တဲ့အီတလီရွေးကောက်ပွဲမှာလက်ရရင်နိုင်ငံရေးအုပ်စုဟာမဲရဂိုင်နှုန်း39ရာခိုင်နှုန်းနဲ့မဲအများဆုံးရရှိခဲ့ပါတယ်။အီတလီရဲ့ပြည်ခြားရပ်တည်မှုအနေနဲ့အင်အားအကြီးဆုံးနိုင်ငံရေးပါတီဖြစ်တဲ့ Five Star Movement ကတော့မဲရဂိုင်နှုန်း33ရာခိုင်နှုန်းနဲ့ဒုတိယနေရာမှာရှိနေခဲ့ပါတယ်။ဗဟိုလက်ဝဲစွန်းနိုင်ငံရေးညွန့်ပေါင်းအဖွဲ့ Democratic Party PD ကတော့ထောက်ခံမဲ23ရာခိုင်နှုန်းနဲ့တတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။လက်ရရင်နိုင်ငံရေးအုပ်စုကိုကနဦးဦးဆောင်တဲ့ပါတီကတော့ဝန်ကြီးချုပ်ဟောင်းဘာလူစကိုနီရဲ့ Forza Italia ပါတီပဲဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့နိုင်ငံရေးသမားမက်တီယိုဆယ်ဗီနီရဲ့အဖွဲ့ကဦးဆောင်နေကြောင်းသိရပါတယ်။ဘာလူစကိုနီရဲ့ Forza Italia ပါတီအနေနဲ့ဝန်ကြီးချုပ်သစ်ကော့တာရဲလီရဲ့ယာယီဆိုရကိုယုံကြည်ကြောင်းထောက်ခံမဲ့ဆိုရင်မဟာမိတ်အဖြစ်ကနေလမ်းခွဲသွားမယ်လို့လည်းဆယ်ဗီနီကသတိပေးထားကြောင်းသိရပါတယ်။တနည်းအားဖြင့်တော့ကော့တာရဲလီအနေနဲ့ရွေးကောက်ပွဲတစ်ထပ်မံမကျင်းပခင်အချိန်တွင်းမှာအီတလီနိုင်ငံရေးပြဿနာတွေနဲ့သဘောထားကွဲလွဲမှုတွေကိုအကျိတ်နဲ့ရင်ဆိုင်ဖြေရှင်းရဖို့ရှိနေပြီလို့ဆိုရမှာပါ။အခုလိုသဘောထားကွဲလွဲမှုတွေဟာလက်ရှိကျင့်သုံးနေတဲ့ရွေးကောက်ပွဲစနစ်ရဲ့စိုးကျိုးတက်ရောက်မှုတစ်ခုလို့လည်းဝန်ကြီးချုပ်ကော့တာရဲလီကဆိုပါတယ်။ပြီးခဲ့တဲ့မတ်လမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲရဲ့မဲပုံအချိုးအစားကိုနိုင်ငံရေးအင်အားစုကြီး3ရက်အဖြစ်ခွဲခြားရေတွက်ခဲ့ပါတယ်။လက်ရရင်အတိုက်ခံညွန့်ပေါင်းအုပ်စုနဲ့ဗဟိုလက်ဝဲရင်အုပ်စုတို့ပါပဲ။လက်ရရင်ကောင်းဆောင်မက်တီယိုဆယ်ဗီနီကတော့ရွေးကောက်ပွဲအသစ်မှာမဲရည်တွက်ပုံစနစ်သစ်ပြောင်းလဲဖို့အတွက်အတိုက်ခံပါတီဖြစ်တဲ့ Five Star Movement ရဲ့ခေါင်းဆောင်လူကီဒီမိုင်ယိုနဲ့ဆွေးနွေးပြောဆိုသွားမယ်လို့လည်းကတိပေးထားပါတယ်။အီတလီနိုင်ငံရေးဇက်ကုံရဲ့နာဂတ်ကိုလှမ်းမြောက်ကြည့်လိုက်မယ်ဆိုရင်ယုံကြည်ချက်ကိုစီကင်ဆွဲထားတဲ့နိုင်ငံရေးသမားတွေရဲ့ညှင်းပွားမှုကိုပဲတွေ့မြင်ရမှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ကော့တာရဲလီအနေနဲ့ဒီညှင်းပွားမှုတွေကိုဖြေရှင်းပြီးစနစ်သစ်ကျင့်သုံးတဲ့ရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်မလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။